ဂျပန်နိုင်ငံမှာလူငယ်အိုးမဲ့အိမ်မဲ့တွေအများကြီးရှိတယ်ဆိုတာသိကြရဲ့လားဗျသူတို့တွေဟာအိမ်ငှားပြီးနေထိုင်ဖို့အဆင်မပြေတဲ့အတွက်ကြောင့်ဘယ်မှာနေကြလဲဆိုတော့အင်တာနက်ကဖေးဆိုင်တွေမှာညအိပ်ဖို့နေရာဖြစ်ရွေးချယ်ကြရပါတယ်တညကိုရန်2000နဲ့ကိုပိုင်ခန်းငယ်လေးတွေငှားရမ်းကြပြီးဒီခန်းထဲမှာမိလို့ရတဲ့ထိုင်ကုန်တစ်လုံးရဲ့လိုင်းကောင်းလုံးနဲ့အင်တာနက်ကိုတညတာစိတ်ကြိုက်သုံးလို့ရမယ်ကွန်ပျူတာရဲ့ဒီနှစ်မျိုးသာပါရှိပါတယ်ဒါပေမဲ့တချို့နေရာတွေမှာဆိုရင်တော့ရေချိုးခန်းအဝတ်လျှော်စက်နဲ့တောက်စရာတွေကိုပါအခမဲ့ထားပေးတတ်ပါတယ်တစ်ဖက်မှာလည်းဈေးသက်သာဆုံးအခန်းငှားရင်တောင်မှတစ်လကိုရန်6000လောက်ကနေစပါတယ်ဒီထဲမှာမီတာခရေခန်းနဲ့စပေါ်တင်ရတဲ့ငွေတွေမပါသေးဘူးစပေါ်တင်ရတဲ့ငွေကလည်းအခန်းငှားတဲ့အပေါ်မူတည်ပြီးများတစ်ထပ်များနိုင်ပါတယ်ဝင်ငွေနည်းသူတွေဒါမှမဟုတ်ယာယီလုပ်သမားတွေအတွက်တော့အင်တာနက်ကဖေးမှာနေတာကတစ်ခါတလေပိုပြီးချွေတာရရောက်ပါတယ်ဂျပန်ကចောင်းတုံးကြောပိုးအိတ်တွေဟာကဘာပေါ်ကဈေးကြီးဆုံးအိတ်တွေထဲမှာတအိတ်ဖြစ်တယ်ဆိုတာမိတ်ဆွေတို့သိကြရဲ့လားဗျကြောပိုးအိတ်ရဲ့ပုံစံကြည့်ရင်တိတ်ပြီးထူးခြားတယ်မပေါ်ပေမဲ့အိတ်တစ်လုံးချင်းစီရဲ့တန်ဖိုးဟာမြန်မာငွေ32သိန်းဝန်းကျင်အထိရှိနိုင်ပြီးဈေးအနည်းဆုံးဖြစ်တဲ့အိတ်တောင်မှမြန်မာငွေ9သိန်းကျော်နီးပါးရှိပါတယ်ဒီအိတ်တွေကိုထူးခြားစေတဲ့အရာကအိတ်ရဲ့အတွင်းပိုင်းမှာရှိပါတယ်ဘာလို့လဲဆိုတော့ဒါတွေကိုမတူညီတဲ့ပစ္စည်းပေါင်း150ကျော်နဲ့ပြုလုပ်ထားတာမလို့ပါခန္ဓာကိုယ်နဲ့လိုက်ဖက်အောင်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးကြောကုန်းကိုဖိအားတက်ရောက်မှုရောကြစေမဲ့အပြင်ကိုဟန်အနေထားမှန်ကန်ဖို့ကိုလည်းကူညီပေးပါတယ်အဲ့ဒါအပြင်ရောင်ပြန်အစီအစဉ်တွေလည်းပါတာမို့ညဘက်မှာကလေးတွေကိုလွယ်ကူစွာမြင်တွေ့နိုင်ပါတယ်တချို့ model မြင့်အိတ်တွေမှာဆိုရင် GPS ခြေရာခံကိရိယာတွေတောင်တက်ဆင်ထားလို့မိဘတွေအနေနဲ့ဘယ်အချိန်မဆိုစောင့်ကြည့်နိုင်ပါတယ်ငလင်လုတ်တဲ့အချိန်တွေမျိုးမှာဆိုရင်ဒီအိတ်ရဲ့မာကျောတဲ့အဖုံးကိုဥကောင်းအကာအကွယ်ဖြစ်အသုံးပြုနိုင်ပါသေးတယ်ဒီအိတ်ရဲ့ထူးခြားတာကထုတ်လုပ်တဲ့သူတွေကမူလာတန်း6နှစ်တာကာလပတ်လုံးအထိခမဲ့ပြုပြင်ပေးတဲ့ဝန်ဆောင်မှုကိုပါပေးအပ်ထားပါတယ်ဒါတွေသိပြီးရင်တော့ဒီကြောပိုးအိတ်တွေကိုဈေးကြီးတယ်လို့ခင်ဗျားထင်တော့မလား